ဖြစ်ချင်းပြချင်းဆိုတဲ့သဘောတရားတွေဟာတတိမထားမိရကနေယနေ့ကဘာကြီးရဲ့လက်ရှိအခြေအနေတွေကမျက်ဝထင်ထင်မိမောင်းထိုးပြလာခဲ့ပါပြီတိုးတက်မှုနဲ့ထိုတိုးတက်မှုရဲ့နောက်မှာပျက်စီးခြင်းဆိုတဲ့အရေးမဲတွေဟာလည်းထက်ချက်မကွာပါပဲတစ်ဖက်မှာနီးပညာကအမခန်းတိုးတက်နေသလိုနောက်တစ်ဖက်မှာလည်းကဘာနေရာအနှံ့အပြားမှာစစ်ပွဲတွေရဲ့ပြပုံကြားကပျက်စီးခြင်းတွေဟာလည်းကြမထားနိုင်အောင်ပါပဲဒီဖြစ်ပျက်သဘောအခြေအနေတွေကိုလေ့လာတီးခေါက်ကြည့်ကြရအောင် AI နီးပညာ၏အရှင်အဟုန်နဲ့စွမ်းဆောင်ရည်ယနေ့ခေတ်ကမ္ဘာမှာ AI ဆိုတဲ့အရာဟာနေရာအတော်များများမှာဝင်ရောက်လာပြီးဖြစ်ပါတယ်အလောက်အကိုင်နဲ့နေစဉ်ဘဝတင်မကပဲနိုင်ငံတကာဆက်ဆံရေးအထိပါလွှမ်းမိုးလာတာကိုလည်းသတိထားမိကြမယ်ထင်ပါတယ် Generative AI ကနေ AI Generative ကာလကိုတွားနေတဲ့ AI ကစာသားရုပ်ပုံဗီဒီယိုတွေကိုဖန်တီးရုံနဲ့မကပဲလူသားတဦးလိုစဉ်းကျင်တွေးတောနိုင်တဲ့ reasoning စွမ်းရည်တွေပိုမိုမြင့်မားလာပါတယ်။ဇီဝရေးပညာရေးဆက်သွယ်ရေးတွေရဲ့နေရာတွေကအစားပေါ့။ဥပမာ customer service ဝန်ဆောင်မှုပေးတာတို့စည်ရင်းစရာများအတွက်ချက်မှုအပိုင်းနဲ့ business plan ရေးဆွဲခြင်းတို့ပညာရေးမှာဆိုရင်လည်းကိုသိချင်းရှာမိချင်းတဲ့အရာတွေကိုအလွဲတကူရှာဖွေနိုင်အောင်ကူညီပေးတာတွေဘာသာစကားဆက်သွယ်မှုအပိုင်းတွေစတာတွေဟာလူသားမျိုးနွယ်ကိုကစိတ်မြင်လိုက်တဲ့အခြေအနေလို့ပြောရပါမယ်။စစ်ပွဲများဤပျက်စီးခြင်းနဲ့ AI ဤအခန့်ကဏ္ဍလူသားတွေကိုဒီဘက်မှာအကျိုးပြုသလိုဆန့်ကျင်ဘက်အခြားတစ်ဖက်မှာလည်းလူသားမျိုးနွယ်ကိုဖျက်ဆီးနိုင်တဲ့လက်နက်တစ်ခုအနေနဲ့ရှိနေပြန်ပါတယ်။လူရဲ့ညှထားချက်မပါပဲဖက်မတ်ကိုရှာဖွေတိုက်ခိုက်နိုင်တဲ့ AI drone တွေဟာကြဲကြဲပြန့်ပြန့်နဲ့စစ်မြေပြင်မှာအလွန်ကြောက်စရာကောင်းတဲ့ပျက်စီးမှုတွေဝက်အသုံးပြုတာတွေအခြားစစ်ဘက်ဆိုင်ရာလှုပ်ဆောင်မှုများမှာလည်းပါဝင်အသုံးပြုလာတာတွေပေါ့။တရင်သူနဲ့စိတ်သက်စစ်စင်ရေးတွေ AI နည်းပညာကိုသုံးပြီးဖန်တီးထားတဲ့ deepfakes တွေကလူထုကိုဝေဖွဲမရထစ်စေပြီးပဋိပက္ခတွေကိုပုံမှုကြီးထွားရှုပ်ထွေးအောင်လှုပ်ဆောင်လာတာတွေလည်းရှိပါတယ်။နည်းပညာတွေဘလောက်တိုးတက်ပါစေစစ်ပွဲကြောင့်တည်ဆုံးရတဲ့အပြစ်မဲ့ပြည်သူတွေအိုးအိမ်မဲ့ဖိအားမှုတွေနဲ့စိတ်တရားတွေကတော့အဓိကထားပုံမှုပြင်းထန်တဲ့အတိုင်းအတာမှာရှိနေပါတယ်။နည်းပညာနဲ့စစ်ပွဲတွေရဲ့ဖြစ်ချင်းပြက်ချင်းနိုင်ရှင်ချက်ယခုအချိန်ကဘာကြီးဟာအောက်ပါစန့်ကျင်ဘက်အခြေအနေတစ်ခုကြားမှာဖြစ်တည်နေပါတယ်။ဒါတွေကတော့လူသားအကျိုးပြု AI နည်းပညာများနဲ့လူသားဖြစ်စည်းမှုစစ်ပွဲများဖြစ်ပါတယ်။ထိုနှစ်ခုရဲ့နိုင်ရှင်ချက်တွေကတော့စီးပွားရေးကမ္ဘာ GDP ကိုဒေါ်လာထရီလီယံပေါင်းများစွာတိုးတက်စေပြီးစန့်ကျင်ဘက်မှာကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကိုပြပြစေပြီးကုန်စည်နှုန်းအဆက်မတန်ကြီးမြင့်စေပါတယ်။ပညာရေးတကဘာလုံးကဗဟုသုတတွေကိုအလွယ်တကူရှာမိနိုင်ပြီးစန့်ကျင်ဘက်မှာစစ်ပေးတဲ့ဒေတာမှာကလေးငယ်များအတွက်အခြေခံပညာသင်ကြားခွင့်ကိုဆုံးရှုံးစေပါတယ်။ဆက်သွယ်ရေးတနိုင်ငံနဲ့တနိုင်ငံဘာသာစကားကိုအတားအဆီးမရှိဆက်သွယ်နိုင်ပြီးစန့်ကျင်ဘက်မှာနိုင်ငံရေးအယူဝါဒများကြောင့်ကဘာကြီးကအုပ်စုခွဲကတင်းမာမှုနိုင်ရန်များပုံမမြင်မာလာပါတယ်။ဟုတ်ကဲ့အချုပ်ပြောရရင်တော့ AI နည်းပညာဟာလူသားတွေကိုနတ်ဖွေရတပားလိုစွမ်းအားတွေပေးထားပေမဲ့စစ်ပွဲတွေကတော့လူသားတွေရဲ့အမောင်ဘက်ချမ်းကိုဖော်ပြနေပါတယ်။နည်းပညာကကျွန်ုပ်တို့ကိုကြွယ်ဝစေနိုင်သလိုအမုန်းတရားနဲ့စစ်လက်နက်တွေကကျွန်ုပ်တို့တည်ဆောက်ထားသမျှကိုတခုနာချင်းပြထစ်စေနိုင်ပါတယ်။ဒီအကြောင်းအရာတွေကြောင့်ယနေ့ခေတ်ကဘာကြီးရဲ့ဖြစ်ချင်းပြက်ချင်းဆိုတဲ့သဘောတရားတွေဟာမျက်ဝါးထင်ထင်မိမောင်းထိုးပြနေတာကိုတော့သတိထားမိကြမယ်ထင်ပါတယ်။ဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်တစ်ခေါက်များမှလည်းယခုလိုဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေတင်ပေးသွားဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်။အားလုံးပဲ agent နဲ့ဘောအပ်တွေပိုက်ဆိုင်ကြပါစေခင်ဗျာ။